ဆိုင်တော့ငါသားရဲ့ဗျာဖေးအမေတို့နှလုံးသားလေးယူခဲ့ပါအောင်ကွယ်လာပြီဖေးဖေးရလာဗျာဖေးကျော်သူလည်းပါလာတယ်ကျော်သူကဖေးအတွက်စင်းနဲ့မုံတွေဝဲခဲ့တယ်တဲ့စစ်တော့လက်စိတ်တိုင်းတော့ကျေးဇူးပါကွယ်ကျော်သူတို့လည်းအဖေအားနာလာပါပြီအဖေအဲ့ရတဲ့မှာလဲနေကြတဲ့ကကျော်သူတို့ဘယ်ကိုခုကြီးတွေစက်တိုက်ပေးနေကြတာရပါတယ်ဦးလေးအခုချိန်မှာဦးလေးရဲ့ကျမ်းမာရေးကသာအဓိကပါကျွန်တော်တို့မိသားစုအဆင်မပြေခင်တော့ဦးလေးကူညီခဲ့တာတွေကြောင့်ကျွန်တော်တို့အခုလိုပြည့်ပြည့်လဲလဲနေနိုင်တာပါဦးလေးကျေးဇူးတရားဆိုရယ်ကျေးဇူးတင်တယ်ဆိုရယ်စကားမပြောပါနဲ့ဦးလေးအေးပါကွယ်ငါသာဆိုင်တော့မင်းညီမလေးရောအပြင်မှာဘာလုပ်နေရလဲကွယ်တော့ခေါ်ခဲ့ရောဟုတ်ကဲ့ဖေးညီမလေးရောက်ပြီဖေးညီမလေးရောက်ပြီဖေးအဖေယောကတနေ့ချာဘောဆိုးလာတယ်ဘယ်ချိန်ရမှမသိတဲ့နှလုံးနဲ့လူတယောက်မှာညော်လင်းချမ်းဆိုတာရှိပါဦးကွယ်အဖေဒီလောကကြီးထဲမှာကြာမနေရတော့ဘူးဆိုတာအဖေသိပါတယ်ဆိုင်တော့ငါသားကြောသူအဖေမင်းတို့မှရှင်နေအဓိကတော့မင်းညီမလေးနဲ့ပတ်သက်ပြီးတော့ဗောအဖေမှာရနာဆိုလို့မင်းညီမလေးနဲ့မင်းနဲ့နှစ်ယောက်တည်းပဲရှိတာမင်းညီမလေးကမင်းအမေနဲ့တိတ်သူတာကွအဖေမရှိတဲ့နောက်ပိုင်းမင်းညီမလေးကိုမင်းပဲစောက်ရှောက်အောင်ပါလောကကြီးမှာမင်းညီမလေးစစ်စစ်ရှောက်ဖို့တာဝန်ကိုမင်းပေါ်ထားခဲ့ရမှာအဖေစိတ်မကောင်းဘူးကွယ်ဖေးလုံးပြောရနေဗျာဖေးချမ်းမရတာကျူးဆိုင်ပါဗျာညီမလေးဘွားကျွန်တော်ဘွားတဲ့ပို့ပြီးရေးကြည့်ပါဗျာညီမလေးဘွားကျွန်တော်တဲ့ပုံမကောင်းမွန်တဲ့ပတ်ဝန်းကျင်ပုံမကောင်းမွန်တဲ့နေရာမှာရှင်သန်နေစီရမယ်လို့ကြိပေးပါရဖေးစိတ်ချပါဦးလေးကျွန်တော်ဆိုင်းအောင်ဝေးမှာအမြဲနေပြီးအမြဲကူညီပေးပါမယ်လို့ကျွန်တော်ကြိပေးပါတယ်ဦးလေးမင်းတို့စကားလေးကြားရတာအဖေအားရှိပါတယ်ကွယ်ဆိုင်တော့ကြောသူမင်းတို့အဖေယုံတယ်တမင်းလေကိုကြီးတို့စကားကိုသိချာနားထောင်တော့သမီးဟုတ်ကဲ့ပါဖေဆိုင်တော့ငါသားဝဲကုန်မြေရက်နေနိုင်မှာအဖေသိတယ်ဒါဆိုရင်အဖေမင်းတို့စိတ်ချပါ ਈ ကွယ်